အားလုံးပဲမင်္ဂလာပါဒီမှာတတကတသားနဲ့မိအကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ဒါတို့မိသားစုမှာမိသားစု၄ယောက်ရှိပါတယ်သူတို့ရဲ့အမိမှာမမေတော်ဇမီမီလက်ဖေဖေဦးမြတ်ကိုညီမလေးမေရတီအောင်နဲ့ကျွန်တော်အောင်ခန့်ကိုတော့ဖြစ်ပါတယ်အဲ့ဒီမိသားစုဝင်တွေမှာကျွန်တော်ရဲ့အမိကြောင့်ကိုကျွန်တော်ပြပြသွားမှာပဲဖြစ်ပါတယ်မမေရဲ့ပုံစံမှာအသားဝဝန်းသောအရေးရှိတယ်။တပင်တူတူထားတတ်ပြီးခန္ဓာကိုယ်အရွယ်စားမှာဝါရွေရပ်ပုတယ်။မမေကဆက်ချက်တဲ့အလုပ်ကိုလုပ်ပြီးကျွန်တော်နဲ့သူဈေးဝယ်လေးရှိတယ်။မမေကအင်းကြီးဝမ်းစက်ဝေးပြီးကောင်းလည်းဝတ်တယ်။မမေဒီစိတ်ရှိလက်ရှိနဲ့ရှင်းပြလေးရှိတယ်။ကျွန်တော်နဲ့ညီမလေးအတွက်လည်းကျောင်းစိတ်တွေအကုန်ထောက်ပံ့ပြီးတယ်။ဒါကြောင့်မမေကကျွန်တော်နဲ့ညီမလေးတို့အမေကောင်းတစ်ယောက်ဖြစ်ပါတယ်။ထို့ကြောင့်မမေကိုကျွန်တော်ပိုချစ်မိပါတယ်။